ညကအရမ်းမောင်းတယ်ကုန်းတာရွာလေးရဲ့အစွန်ဆုံးမှာရှိတဲ့နှစ်ထပ်ပြင်းထောင်အိမ်ကြီးကတော့တိတ်ဆိတ်လို့ဒါဟာတရွာလုံးကကြောက်ရွံ့ယူသေးရတဲ့ရွာလူကြီးဦးဖုံးရဲ့အိမ်အဲ့ဒီညကမြို့ကပြန်လာတဲ့မောင်မောင်တယောက်လမ်းမှာစိုက်ကိပြက်ပြီးမိုးကိုဖို့ဒီအိမ်ကြီးစီရောက်သွားခဲ့တယ်ခြံဝင်းတကားကဟင်းကနေပွင့်နေတယ်အင်ဖော်ရက်စီကလွှာစာတိုက်တန်လို့တခုခုကိုတရွတ်တိုက်ဆွဲနေတဲ့အတန်မျိုးကိုမောင်မောင်ကြားလိုက်ရတယ်လူရှိလားခဗျာကျွန်တော်မိုးကိုကွင်းဖြူပါဦးအိမ်ထဲကပြန်ထူးတာမကြားရပြီမဲ့အိမ်အောက်ထက်ကမီးဖိုခန်းတကားကသူ့အလိုလိုပွင့်ထွက်သွားတယ်အထဲကနေပုတ်စော်နန်အနံ့တစ်ခုကဝေခနဲ့ထွက်လာတယ်မောင်မောင်တက်မီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာတော့သူမြင်လိုက်ရတာကလျှို့ဝှက်ချရှိသောအခန်းမောင်မောင်မြင်လိုက်ရတာကလူတယောက်ရဲ့ခြေတော်မဟုတ်ပါဘူးသွေးတွေဆိုးရွှဲနေတဲ့ကျွန်းတစ်တာအိုးကြီးတစ်လုံးပါအဲ့ဒီတစ်တာထဲကနေလက်ချောင်းကလေးတွေတုံရင်ရင်နဲ့ထွက်လာဖို့ကြိုးစားနေတယ်လို့ပဲထိတ်လန့်သွားတဲ့မောင်မောင်နောက်ကိုစုပ်လိုက်စင်းမှာပဲသူ့ပခုံးပေါ်ကိုအေးဆက်လက်တစ်ဖက်ကလာတင်လိုက်တယ်ဖုံးငါအိမ်ကိုရောက်လာတာငါခွင့်ပြုချက်မပါဘဲနဲ့လားမောင်မောင်လှဲ့ချိလိုက်တော့ရွာလူကြီးဦးဖုံးဒါပေမဲ့ဦးဖုံးရဲ့မျက်လုံးတွေကပုံမှန်မဟုတ်ဘူးအယောင်ကသွေးလိုหนีရဲနေတယ်ဦးဖုံးရဲ့နောက်ွယ်ကမှန်ထဲမှာတော့ဦးဖုံးရဲ့အရိပ်ကခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးဖြစ်နေတာကိုမောင်တတိထားမိသွားတဲ့အခါထွက်ပေါက်မရှိတော့ညပြေးမှဖြစ်မယ်မောင်အိမ်ပေါ်ဓာတ်ကိုအလန့်ကြားပြေးတတ်မိတယ်ဒါပေမဲ့သူရောက်သွားတာကအခန်းလွတ်တစ်ခုမဟုတ်ပဲရွာထဲကပျောက်ဆုံးနေတဲ့လူငယ်လေးတွေရဲ့ဓာတ်ပုံတွေကတ်ထားတဲ့အခန်းထဲကိုပါဓာတ်ပုံတွေထဲမှာသူတို့ရဲ့မျက်လုံးတွေကိုအနက်ထိုးဖောက်ထားတယ်အဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေဦးဖုံးရဲ့ရဲထန်ကြီးကတအိမ်လုံးဟင်းထွက်လာတယ်မင်းကငါရဲ့6ယောက်မြောက်ဇက်စကောင်ပဲမောင်မင်းရဲ့မျက်လုံးတွေကိုငါအလိုရှိအိမ်အောက်ထပ်ကိုပြင်ဆင်ဖို့လီကားကပျောက်ကွယ်သွားပြီးနေရန်တွေကနေသွေးတွေစီးကြလာတယ်မောင်ရှိတ်မှတင်ဦးဖုံးကလူပုံစံကနေတထီးဖြည်းပြောင်းလဲလာပြီအဲ့ဒီအချိန်မှာပဲအခန်းထောင်းကကျွန်းတစ်တာကြီးပြောင်းထွက်သွားပြီးအထဲကနေထွက်လာတာကနောက်ထပ်ပါရီဆက်ဖြစ်မလဲတစ်တာထဲကထွက်လာတာကဦးဖုံးရဲ့ရက်စကောင်လားဒါမှမဟုတ်ပိုကြောက်စရာကောင်းတဲ့အရာတစ်ခုလားမောင်ရောဒီအင်ကြီးထဲကနေအသက်ရှင်အလျက်ပြန်ထွက်နိုင်ပါမလား